ကျွန်တော်ကတထုံမြို့မှာမောင်းပါတယ်ခင်ဗျာကျွန်တော်သားလေးတွေအလောက်ကန်လေးရှိအောင်ဆိုပြီးတော့ကျွန်တော်ကသားတွေကိုတယောက်တစ်စီးဝယ်ထားပေးတယ်ခင်ဗျာကျွန်တော် highway များတယ် highway များဟုတ်ကဲ့အဝေးဆုံးဆိုကျွန်တော်ဖြူထီရောက်တယ်ဖြူထီရောက်တယ်ဟုတ်ဒီဘက်ချမ်းဆိုရင်တော့မလို့ဟိုတာမီဇက်တက်ခမီထီရောက်တယ်ကျွန်တော်နေတဲ့ဖျားကြီးတောင်ဘက်ကနေပြီးတော့တထုံဈေးလိုင်းတော့1000ယူပါတယ်ခင်ဗျာ1000ပဲယူတာဟုတ်ပါ1000ပဲယူလို့ရတယ်ဆိုတော့တကြိုးလေးပဲဟုတ်ကဲ့ပါဒီကနေစံပြဆေးရုံပေါ့ဆေးရုံပေါ်တော်မူစံပြဆေးရုံဆိုတော့1500ယူပါစံပြဆေးရုံဆို1500ပဲယူတာအဲ့တော့ဟိုဘက်ချမ်းကြော်အောင်ပေါ်တော်မူဆိုတော့2000ပတ်ချတယ်အမတ်စီဆိုင်မာညာဆိုတော့2500 3000သွားအများကြီးလည်းမယူပါဘူးတရဈေးလည်းပဲယူပါတယ်ဟုတ်ကျွန်တော်ကတော့အဲ့ကွန်မလာတက္ကသိုလ်ရမြို့နယ်တွင်ကိုအသွားပြန်တယောက်9000ယူပါတယ်တယောက်9000ပဲယူတယ်နော်အသွားပြန်အောင်မလား9000ပဲယူပါ9000ပဲယူတာဟုတ်ကဲ့ကျွန်တော်ကြားတာတော့ဟိုအာရီရပါတော့ပို့ပြီးတော့ခံတယ်ပေါ့ခံတယ်တောင်းရတာလည်းခေါင်းတယ်ပေါ့နော်မိုးလုံးလေးလုံးလည်းစီးတယ်နောက်ပြီးတော့သွားရတာလည်းအဆင်ပြေတယ်ခရီးလည်းတွင်တာပေါ့နော်ဒီလိုပဲကြတော့အဲ့လိုမဟုတ်စိခရီးမတွင်ဘူးသွားလာတာအဆင်မပြေဘူးဟုတ်ကဲ့အဲ့ဒါကြောင့်ဗကြားအာရီကိုငါတော့ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီမြို့တွေလောက်ဆိုရင်တော့ခုနဒီနာဆိုရင်1500လောက်1500လောက်မြို့နည်းနည်းအစွန်းရောက်သွားရင်2000ဟိုဒီကျွန်တော်မြို့ပြင်ရောက်သွားရင်3000အဲ့လောက်ဘေးတွဲလည်းမကွာပါဘူးဘေးတွဲနဲ့မကွာဘူးစီဘူးကသိတယ်မစီဘူးတို့သူကရှိန်နေတာစီဘူးလို့မသိရရှိန်နေတာအဲ့ဒီပုံပါအရှင်ပြည်တယ်လေအားလုံးသူလိုအဲ့တဲ့နေရာကိုရောက်နိုင်တယ်ချောမောရောက်မယ်ဘိုးလုံးဒီလုံးလေးနဲ့ issue state challenge သွားလို့ရတယ်သွားလို့ရမယ်တောင်တက်တယ်မှာစကားပြောတယ်သူကကြတော့ဘယ်လိုပြောရမလဲဆိုတော့တောင်တက်တယ်မှာကျွန်တော်တို့900လောက်နဲ့တင်ပြီးတက်လို့အဆင်ပြေတယ်အဲ့ဒီ engine ကတော့အကြိုက်ဆုံးတော့အခုလက်ရှိမှာဆိုကျွန်တော်ဒီ3မိန်းနဲ့ပဲဒီဟိုကျွန်တော်မိသားစု3ယောက်ပဲကျွန်တော်ပါဝင်ဆို4ယောက်ပေါ့4ယောက်ဟုတ်ကဲ့ဒါကျောင်းနေတဲ့ကလေးတွေရှိတယ်အိမ်စိတ်ဖြည့်ရှင်းပြလို့ရတယ်သူတို့ရဲ့ဒီကျောင်းမှာလိုအပ်တဲ့ဟာတွေအတွက်ကိုလည်းပညာရေးဈေးပညာရေးဈေးတွေလည်းဒါဖြည့်ရှင်းပြလို့ရတယ်အခုကျွန်တော်တို့မြို့သစ်သွားမယ်တယောက်ကို3000ရှိတယ်ဘေးတွဲလဲ3000ရှိတယ်ဘေးတွဲလဲ3000ကျွန်တော်တို့လဲ3000အဆင်ပြေမယ်ဆိုတော့ဗတ်ချားကိုပဲသုံးပါဘာဖြစ်လို့ဆိုတော့ဗတ်ချားကပစ္စည်းလဲကောင်းတယ်ပစ္စည်းလဲကောင်းတယ်ဟုတ်တယ်လေကျွန်တော်အကြိုက်ပေါ့ကျွန်တော် crazy ကတော့ဗတ်ချားပဲကြိုက်ဗတ်ချားပဲကြိုက်တယ်ကျွန်တော် crazy ပေါ့တရားနဲ့တရားအကြိုက်လို့မတူဘူးအခုအနေနဲ့ကတော့ကျွန်တော် crazy ပဲကြိုက်တယ်ကျွန်တော်အရင်ကကုမ္ပဏီမှာကားမောင်းတာပေါ့ဟုတ်ကဲ့ကုမ္ပဏီမှာကားမောင်းပြီးတော့အခုကိုပိုင်လှုပ်လေလှုပ်ချင်တယ်ဆိုတော့ဗာကြားအာကြီးဝယ်ပြီးတော့မောင်းပြတာဗာကြားအာကြီးကြတော့ဒီဘေးတွဲနဲ့ဆိုင်ဟိုရှင်လို့ရှိရင်တော့အများကြီးဟိုခရီးတဲ့အတွက်လုံခြုံမှုရှိတယ်နောက်တော့အန်ရီကင်းကျွန်တော်တို့ကမောင်းနှင်းပေးတဲ့အတွက်သူတို့လိုရခရီးကိုအန်ရီကင်းနဲ့ရောက်တယ်ဟုတ်ကဲ့